တင်အခုလက်ရှိလုံနေတဲ့အလုပ်ဒါမှမဟုတ်ရင်တက်နေတဲ့အကြောင်းကတင်တကယ်ကိုပျော်ရွှင်သေးရဲ့လားဒါမှမဟုတ်ရင်အချိန်နဲ့ရက်တွေကုန်ရင်ပြီးရောဆိုတဲ့စိတ်နဲ့ပဲပြီးစလွဲလုံနေတာလား Harvard University ရဲ့လေ့လာမှုတစ်ခုရလူဦးရေရဲ့48%ရာခိုင်နှုန်းဟာသူတို့အခုလက်ရှိလုံနေတဲ့အလုပ်တွေပေါ်မှာစိတ်မပါပဲအခြားအရာတွေကိုတွေးတက်နေကြတယ်လို့ဆိုလိုတာပါတယ်ဆိုလိုတာကကျွန်တော်တို့ဘဝရဲ့ထက်ဝက်နီးပါးကိုအနှစ်သာရမရှိပဲအတိတ်ပဲမရှိပဲကုံဆုံးနေကြတာပါဒီနေ့ဗီဒီယိုမှာတော့အဲ့ဒီပြီးစလွယ်လောက်တတ်တဲ့ဇုံကနေရုံးထွက်ပြီးတော့တင်းဘွားကိုစိတ်အားထက်သန်မှုအပြည့်အတိတ်ပဲရှိရှိနဲ့ဘယ်လိုရှင်သန်ရမလဲဆိုတဲ့လှုပ်ဝက်ချက်တွေကိုကျွန်တော်ရဲ့အတွေ့အကြုံကိန်းဂဏန်းအနေနဲ့တကွာ share လုပ်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုရဲ့အဆုံးသတ်မှာတင်းဘွားကိုမြင့်တင်ဖို့လက်တွေ့လှုပ်ဆောင်ရမယ့် challenge တစ်ခုလည်းရှိပါတယ်မင်္ဂလာပါလီမဘာမန်ဘလော့ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဟာတစ်ခါတလေကြာရင်ငါဒါကိုဘာကြောင့်လှုပ်တာလဲဆိုတော့မေးခွန်းကိုမေးလျော်ပြီးတော့စက်ရုပ်လိုမျိုးနေစဉ်ဘွားကိုရှင်းသန်နေတာပါအလုပ်တစ်ခုကိုစိတ်မပါပဲလုပ်တာကကိုနှိမ့်ဆက်တာနဲ့တူတူပါပဲဒီလိုလှုပ်ချင်းအဖြစ်ကျွန်တော်တို့ဟာကျွန်တော်တို့ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေကိုမြှုပ်နှံထားသလိုဖြစ်နေပါတယ်ကိုမပျော်ရွှင်ရတဲ့အလုပ်တွေဆိုရင်ငါဒီအလုပ်မှာဘာကြောင့်လုပ်နေတာလဲဆိုတာကိုပြန်မေးပါအဲ့လိုမှမမေးဘူးဆိုရင်အချိန်ကြာလာတဲ့အမျှဒီအလုပ်မှာညှိငွေသွားပါလိမ့်မယ်ဥပမာတစ်ခုပေါ့ငါဒီအလုပ်ကိုဘာကြောင့်လုပ်တာလဲမိသားစုကိုထောက်ပံ့ခြင်းလို့ဟုတ်ပြီအခက်အခဲတစ်ခုကြုံလာတဲ့အခါအလုပ်မလုပ်ချင်တော့ဘူးငါသာဒီအလုပ်ကိုမလုပ်ဘူးဆိုရင်မိသားစုကိုလည်းထောက်ပံ့နိုင်မှာမဟုတ်တော့ဘူးအတ္တိစိတ်ကြောင့်ဘာကြောင့်ဆိုတာကြောင့်ပဲဒီအလုပ်ကိုဆက်လုပ်ဖြစ်စေပါတယ်ကဲနှိုင်းချင်ကြည့်အောင်လူအမျိုးသား A ငါဒီအလုပ်ကိုဘာကြောင့်လုပ်တာလဲဆိုတော့သိရလို့ဥပမာငါဒီနည်းပညာကိုတက်မြောက်သွားရင်မြန်မာနိုင်ငံလူငယ်တွေကိုငါကူညီနိုင်မယ်လို့ယုံကြည်ထားတဲ့ programmer တစ်ယောက်ကျွန်တော်ဆိုရင်လည်းအခု knowledge sharing video တွေရိုက်တယ်။ဘာကြောင့်ရိုက်တာလဲဆိုရင်တော့ကျွန်တော်သိထားတဲ့အသိပညာလေးတွေအခြားလူတွေသိအောင်အမှားတွေထပ်မလုပ်မိအောင်ရိုက်တယ်။ဗီဒီယိုတစ်ခုဖန်တီးပြီးတိုင်း upload တင်တဲ့အချိန်တိုင်းမှာပျော်ရွှင်ရတယ်။ဘာလို့လဲဆိုတော့ဘာကြောင့်ဗီဒီယိုရိုက်တာလဲဆိုတာကိုသိလို့ပဲ။လူမျိုးစားပြီးအလုပ်တစ်ခုကိုလစာရရင်ပြီးရောဆိုတဲ့စိတ်နဲ့လုပ်တတ်တဲ့လူဥမာပေါ့ငါဒီကြောင်းဒီသင်တန်းကိုစိတ်မပါပဲအမေကတက်ခိုင်းလို့ဆိုရင်ဒီကြောင်းသားဒီသင်ခန်းစာတွေမှာစိတ်ဝင်စားလိုက်လို့မှာမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့အမေကတက်ခိုင်းလို့တာတက်ရတာဘာကြောင့်ဒီသင်တန်းကိုတက်ရတာလဲဆိုတဲ့ရည်ရွယ်ချက်သူ့မှာမရှိလို့ပဲလူမျိုးစား A ကအခက်အခဲတို့တွေ့ရင်ကြော်လွှားဖို့နီးလန်းရှာမယ်လူမျိုးစား B ကတော့အခက်အခဲတို့တွေ့ရင်ညှိညူပြီးတော့လက်လျှော့ဖို့ပြင်ပါမယ်ဒီနေရာမှာအခုကြည့်နေတဲ့လူကိုမေးချင်ပါတယ်တင်ကအခုလက်ရှိလူမျိုးစား A လား B လား comment မှာရိုးရိုးသားသားဖြေခဲ့ပြီးပါကျွန်တော်ဘဝမှာလည်းပြီးစလဲလုပ်တတ်တဲ့အချိန်တွေရှိခဲ့ပူပါတယ်အရင်တော့ဆိုရင်ကျွန်တော်စတိုးဆိုင်တစ်ခုမှာအလုပ်လုပ်ခဲ့ပူပါတယ်မနက်စောကြီးစိတ်မပါလဲအလုပ်ကိုသွားရတယ်ဝယ်သူတွေလာရင်လည်းစိတ်မပါပဲရောင်းရတယ်မရောင်းရင်လည်းဆိုင်ရှင်းဆူမှာဆိုတော့အဲ့လိုမျိုးတခုခုအမှားလုပ်မိတဲ့အချိန်တွေဆိုရင်လည်းဆိုင်ရှင်းဆူတော့ကိုကအဲ့ဒီလုပ်မှာမပျော်လည်းမပျော်ရွှင်တော့ဘူးကြာလာတဲ့အမျှစိတ်ပြက်လာတယ်အဲ့ဒါဘာကြောင့်လဲဆိုတော့ဒီအလုပ်ကိုကျွန်တော်ဘာကြောင့်လုပ်နေတာလဲဆိုတဲ့အကြောင်းပြချက်မရှိလို့ပဲအဲ့ဒီတုန်းကကျွန်တော်ကအမြဲတမ်းပင်ပန်းပြီးတော့ဘာလို့မအောင်မြင်ခဲ့ပါဘူးဒါပေမဲ့ကျွန်တော် Simon Sinek ရဲ့ Start with Why ဆိုတဲ့စာအုပ်ကိုဖတ်ပြီးတဲ့အခါမှာအားလုံးပြောင်းလဲသွားပါတယ်ကျွန်တော်ဟာအခုလိုမျိုးဗီဒီယိုတွေရိုက်တင်ဖို့ channel ထောင်ရဲ့ရည်ရွယ်ချက်ကကျွန်တော်သိထားတဲ့အသိပညာတွေကျွန်တော်ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကိုလူငယ်တွေညီကိုမောင်နှမတွေကိုအမှားမလုပ်မိအောင်အသိပညာတွေပေးဖို့ဆိုတဲ့ why ကိုရှာဖွေတွေ့ရှိခဲ့လို့ပဲအတိနောက်ပိုင်းမှာတော့ဗီဒီယိုတွေလုပ်ရတာကကျွန်တော်အလုပ်တစ်ခုလို့မဟုတ်တော့ပဲဝါသနာတစ်ခုလို့ဖြစ်ပြီးတော့တက်ကြွနဲ့ပါဝင်လှုပ်ဆောင်လာနိုင်ပါတယ်စိတ်အားထက်သန်မှုနဲ့လုပ်တဲ့အလုပ်ဟာစီးပွားရေးမှာလည်းပို့ပြီးတော့အောင်မြင်နိုင်ပါတယ်လေ့လာမှုတွေအရာစိတ်ပါဝင်စားမှုရှိတဲ့ဝန်ထမ်းတွေဟာသူတို့ရဲ့ထုတ်ကုန်မှာလည်း productivity 21% ပိုများပြီးတော့သူတို့ရဲ့လုပ်ငန်းတွေမှာအမြတ်ဆုံးပိုရကြပါတယ်တင်းရန်ဝိုင်းကိုရှာဖွေတွေ့ကြည့်ခြင်းအပြင်ရရှိနိုင်မယ့်အကျိုးကျေးဇူးတွေရှိပါတယ်အဲ့ဒါတွေကတော့နံပါတ်1ချက်ရေရှည်တည်တတ်နိုင်မဲ့တွန်းအားစိတ်တက်ကြစရာတွေတခုရှိရင်တော့ဆက်သွားနိုင်မယ်နံပါတ်2ချက်ပုံမကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေမိမိရဲ့ရည်မှန်းချက်နဲ့ကိုက်ညီတဲ့အရာတွေကိုပဲရွေးချယ်တက်လာမယ်နံပါတ်3ချက်ဘဝအရေးတွေတိုးတက်ခြင်းနေ့စဉ်ဘဝမှာလည်းအတိတ်ပဲရှိနဲ့ပျော်ရွှင်လာမယ်တင်းရန်ဝိုင်းကိုဘယ်လိုရှာရမလဲဒီနေ့ပဲစတင်လို့ရတဲ့အချက်3ချက်ကြောင်းပြောပြပေးပါမယ်နံပါတ်1ချက် fight wine နီလန်းကိုသုံးပါတင်လုံနေတဲ့အလုပ်ကဘာကြောင့်လုံနေရလဲဆိုတာကို9ချိန်စတိုင်းမေးပါဥမာတစ်ခုစာကြက်တယ်ဘာလို့လဲဆောင်းမွေးအောင်ကျင်လို့ဘာလို့လဲဘွဲရကျင်လို့ဘာလို့လဲအလုပ်ကောင်းကောင်းရကျင်လို့ဘာလို့လဲမိသားစုကိုထောက်ပံ့ကျင်လို့နောက်ဆုံးအပြေကတင်ရဝိုင်းပါပဲနံပါတ်2ချက်တင်ရဝါသနာကိုပြန်ဆန်းစစ်ပါတင်အချိန်ကြာကြီးလုပ်ပြီးဘယ်တော့မှမငင်းငွေ့တဲ့အရာကပါလဲနံပါတ်3ချက်သူတစ်ပါးကိုကူညီပါ
ကိုယ့်ရဲ့အရေးချင်းနဲ့သူတစ်ပါးကိုဘလို့အကျိုးပြုနိုင်မလဲဆိုတော့ကိုတွေးပါဒီအချက်တွေလောက်ဆောင်မို့ကျွန်တော် challenge တစ်ခုပေးခြင်းပါတယ်ဒီညအိယာမဝင်ခင်တင်းရဲ့ why ဘာကြောင့်ဆိုတဲ့အကြောင်းပြချက်ကိုစာရွက်တစ်ရက်ပေါ်မှာခြာရေးပါပြီးရင်အဲ့ဒီစာရွက်ကိုအလုပ်စပွဲပေါ်မှာကတ်ထားပါအဲ့ဒါတွေလုံးမဲ့သူတွေ comment မှာ challenge upset တက်လို့ရေးခဲ့ပေးပါဘဝကတူတောင်းပါတယ်ရက်ကြော်ရင်ပြီးရောဆိုတဲ့စိတ်နဲ့ပြီးစလွယ်မရှင်းသမ်းပါနဲ့တင်းရဲ့ why ကိုရှာဖွေပြီးစိတ်အားထက်သန်မှုအပြည့်နဲ့ရှင်းသမ်းပါဒီဗီဒီယိုကအသင်အတွက်အကျိုးရှိတယ်ဆိုရင် like လုပ်ခွဲဖို့နဲ့ဘဝတိုးတက်ရေးဗီဒီယိုတွေအမြဲကြည့်ရှုချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့အားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်အားလုံးပဲဒိတ်ပဲရှိတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နေကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်